ရှင်ကျမကတော့အင်ချွန်နိုင်ငံသားကူညီရေးစင်တာကစကေပြန်ကြည်သွေးအောင်ဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ IT ကကြားပြောက်လို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းအရာလေးကိုတင်ပြပေးတော့မှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကိုရီးယားနှစ်ခုဖြစ်ပြီးဖြစ်တဲ့အတွက်ဆက်ယုံနေအားလုံးကတော့ပိတ်ကြပြီပေါ့နော်ကျမတို့ကတော့ဒီနေ့တင်းငွေနေ့ထိရုံစင်းရပါတယ်အဲ့တော့ပိတ်ရက်မှာပေါ့နော်ကိုရီးယားနှစ်ခုမှာကိုရီးယားနှစ်တစ်နဲ့တူတူပေါ့လုပ်ငန်းခွင်ထဲမှာပင်ပန်းခဲ့သမျှစိတ်ပင်ပန်းခဲ့သမျှကိုပင်ပန်းခဲ့သမျှမှာပေါ့နော်ပိတ်ရက်မှာချစ်ရတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပျော်ရွှင်စွာပေါ့နော်အနားယူပန်းဖြေနိုင်ကြပါစေပျော်ရွှင်တာကောင်းတယ်ဒါပေမဲ့အပျော်လွန်တာတော့မကောင်းဘူးပေါ့နော်အဲ့တော့အနေရကင်းကင်းနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ချစ်ချစ်ခင်ခင်နဲ့အချိန်လေးကိုကုံဆုံးနိုင်ပါစေလို့လည်းအရင်ဆုံးဆုတောင်းပေးတယ်နော်အဲ့တော့ပြည့်ရက်မှာအများသောအားဖြင့် IT ကတ်တွေကြပြောက်ကြတယ်ပေါ့နော်အဲ့တော့မိမိရဲ့ပတ်စံအိတ်ပေါ့နော်အဓိကပတ်စံအိတ်ထဲမှာ IT ကတ်တို့ passport တို့ bank ကတ်တို့ထည့်ထားတာဖြစ်တဲ့အတွက်ပတ်စံအိတ်တွေကြမပြောက်အောင်အထူးဂရုစိုက်ပါလို့လည်းမှာချင်ပါတယ်နော်အကယ်၍အကျုံးတစုံတရာကြောင့်ပတ်စံအိတ်ကြပြောက်ခဲ့တဲ့ IT ကတ်တွေပြောက်ခဲ့တယ်ဆိုလို့ရှိရင်တော့ကိုရီးယားနိုင်ငံမှာ IT ကတ်တို့ bank ကတ်တို့ကတော့ပြန်လျှောက်ရတာလွယ်ကူတယ်ဆိုပေမဲ့ passport တွေပါတယ်ဆိုလို့ရှိရင်တော့ပြန်လျှောက်ရတာခက်ခဲမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့အကယ်၍မိမိဒီအကြောင်းတစုံတရာကြောင့် IT ကကြပြောက်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြောပြပေးမယ်နော်အရင်ဆုံးမိမိကြပြောက်တဲ့ပေါ့နော်နီးစက်ရဥမာယထာဘူတာနာမှာကြပြောက်တယ်ဆိုရင်ဘူတာမှာလည်းရုံးခန်းရှိတယ်လေအဲ့လိုမျိုးယထာဘူတာရုံးခန်းတွေမှာတွားပြီးတော့အကြောင်းကြားတာနောက်ပြီးလို့ရှိရင်ရဲစခန်းနီးစက်ရရဲစခန်းမှာပတ်စံရင်ကြပြောက်သွားကြောင်း IT ကကြပြောက်သွားကြောင်းကြားတွားပြီးတော့အကြောင်းကြားရမယ်များသောအားဖြင့်ကတော့ကိုရီးယားနိုင်ငံမှာပတ်စံအိတ်တို့ IT ကတ်တို့ကောက်ရလို့ရှိရင်ရဲစခန်းမှာအပ်ကြတယ်ပေါ့နော်ယထာဘူတာဆိုလို့မှာကောက်ရတယ်ဆိုရင်ယထာဘူတာမှာရှိတဲ့ information မှာတွားပြီးတော့အပ်ထားကြတယ်ပေါ့နော်အဲ့တော့နံပါတ်1မိမိရဲ့ IT ကတ်ပေါ့နော်ပတ်စံကြေးကြပြောက်တယ်ဆိုရင်နီးစက်ရရဲစခန်းမှာအရင်ဆုံးတွားပြီးတော့အကြောင်းကြားပါမယ်နံပါတ်2လာဝကကိုတွားပြီးတော့ပေါ့နော်ရုံးနေပြန်ဖွင့်လို့ရှိရင်လာဝကမှာတွားပြီးတော့ IT ကတ်တွားလျှောက်ကပါမယ် IT ကတ်တွားလျှောက်ခြင်းဘာလို့လဲဆိုရင်ရဲစခန်းမှာတွားပြီးတော့အကြောင်းကြားတယ်ရဲစခန်းထောက်ခံစာပေါ့နော်အဲ့တော့ဘွန်းရှင်ကိုဝါခင်စောယူသွားပါမယ်နောက်တစ်ခုကျတော့ဓာတ်ပုံတစ်ပုံမိမိရဲ့ဓာတ်ပုံတစ်ပုံမိမိရဲ့ဓာတ်ပုံဒီသူတို့ကိုရီးယားမှာသတ်မှတ်ထားတာက6လအတွင်းဓာတ်ပုံဖြစ်ရမယ်ဆိုတာဖြစ်တဲ့အတွက်အခုပျောက်သွားတဲ့ IT ကတ်နဲ့မတူတဲ့ဓာတ်ပုံပေါ့နော်ဓာတ်ပုံတစ်ပုံယူသွားရမယ်ရဲစကန်ထောက်ခံစာဓာတ်ပုံတစ်ပုံပြီးသွားလို့ရှိရင်ငွေသား3000 IT ကတ်လုခကိုရီးယားမှာမိသူမဆို3000ပေးရပါတယ်ပါဆယ်ပို့ပေးမယ်ထိပ်ပဲနဲ့ပို့ပေးပါဆိုရင်4000ပို့ပေးရတယ်ပေါ့နော်အဲ့တော့3000 4000ယူသွားပြီးသွားလို့ရှိရင်လာဝကကိုတွားပြီးတော့ IT ကဲတွားပြန်လျှောက်လို့ရပါတယ်လာဝကတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်များသောအားဖြင့် booking မတင်ဘဲနဲ့လည်း IT ကဲတစ်ကတွားလျှောက်လို့ရတယ်တချို့လာဝကတွေကတော့ booking တင်ပြီးွားမှလာခဲ့ပါဆိုလို့ရှိရင်တော့ booking တင်ပြီးသွားမှတွားလျှောက်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အားလုံးပိတ်ရက်မှာပျော်ရွှင်ကြပါစေရှင်အဲ့ကွယ်ကျမရဲ့ဒီဗီဒီယိုလေးကအကိုရီမောင်လေးအတွက်အကျိုးပြုတဲ့အသုံးဝင်နေဆိုလို့ရှိရင်ကျမရဲ့ဒီဗီဒီယိုလေးကို like and share လေးလည်းလုပ်ပေးကြပါ TikTok မှာလည်းအသေးလေးတွေပြီးကြပါလို့ပြောချင်ပါတယ်အားလုံးအဆင်ပြေကြပါစေ